နဲ့အမှန်ဝေဖန်ပိုက်ချတည်တဲ့တည်းကိုရှင်ကစီရဲ့ချမ်းသာမိခါရတရားလို့အမြဲမယူလူလောကအလယ်မှာခဏတာဆုံးတွေ့ကြတာတဏှာအလယ်မှာကညမဆူရာမိကြီးတကားသားရင်တလဲနဲ့လောကဖြစ်စဉ်တဘာဝဝအခုတော့ကောင်းကျိုးရှာတရားဒေသနာများနှလုံးသွင်းစီရင်နာမြစ်တာစုဒီမှာစေရနာထား၍ကံကောင်းရမှာဘေးကလူရန်ကြီးနဲ့ဒါနကုရှင်ဦးနာတိဘေပြေမလို့တဲ့လူသားလူကဘာပစ္စည်းဥစ္စာဆိုရာငါသိငါနောက်လေးမပါအစင်တခွင့်ရမှုတွေတရားနဲ့ရှင်ငါအဲ့ဒါဟာလူဘဝတန်တရားတဘောတရားမှုဖြစ်ပြီးပြည့်လွယ်မမြဲတာအသီးညာမလွန်ဆန်နိုင်တဲ့တဘာဝတရားမှုဟာအသက်နဲ့ကန္နာဖြစ်တည်လာကြတာလူဘဝရခဲ့လာတာငါမှငါအတ္တဆွဲတွေမထားစေခြင်းနာစီရဲ့ချမ်းသာမခွဲခြားနေမြလူရင်ဒီသွားရင်ကိုနောက်ပါမပါလူဖြတ်တာတနာကိုပြုတပြကံကိုထံပြန်ရောက်မှဒီညာမတည်မြဲတဲ့လူဘဝမှာမာနတွေကိုဖယ်ခွာရကောင်းကျိုးစင်းစင်ဘဝလို့ဌာနသီလဘာဝနာကုလူပြုရာနိဗ္ဗာန်လမ်းစာရှင်ဟာကိုစိတ်ရုပ်လန်းတဖန်တော်ဘဝတတာတတိကိုထားရပါပြုသည်မြဒီဘဝမှာတရားဟောဒီတနာလိုက်နာခြင်းသုံးလို့မြောက်ရလန်း